break line sample command လေးကိုဘယ်လိုအသုံးပြုရမလဲဆိုတာလေးကိုရှင်းပြပေးသွားမယ်ပေါ့နော်ဒီအဲ့ဒါအရင်ဆုံးဒီ command ခေါ်လိုက်မယ်နော် breakline ဒီ command ခေါ်ပြီးသွားပြီဆိုရင်အရင်ဆုံးဘာလုပ်ပေးရမလဲဆိုတော့အခုဒီမြင်ရတဲ့ဒီ save shape အတုံးရ site လေးပေါ့နော် account site ကိုတတ်မှတ်ပေးရမှာပေါ့နော်တတ်မှတ်ဖို့အတွက်ဒီ command box မှာလေ site ဆိုတာရှိရနော်အဲ့ထဲကိုဝင်လာမယ်ဝင်ပြီးတော့ဆိုတော့ဒီ site ကိုဘယ်လောက်ထားခြင်းလဲပေါ့နော်ဒီမှာဆိုရင်ဒီနည်းနဲ့6ရဲ့အကွာအဝေးက6ရှိရပေါ့နော်ဒီအတုံးရ site ကို2လို့တတ်မှတ်လိုက်ပဲပေါ့နော်တကယ်လို့ကဘယ်လောက်ထားရမလဲမသိဘူးဆိုရင်လည်းဒီတိုင်းပဲကလေးချလိုက်လေးရတယ်ပေါ့နော်ဒီဘက်တစ်ချက်ဒီလောက်နဲ့ဒီလောက်ထားပါမယ်ဆိုပြီးတော့ကလေးချလိုက်လို့ရတယ်ပေါ့နော်လောလောဆယ်တော့2လို့ပေးလိုက်မယ်နော် line ပြန်ခေါ်မယ်နော် site ထဲဝင်မယ် to enter ပြီးသွားရင်ဆွဲလို့ရပြီနော်ဒီဘက်တစ်ချက်နှိပ်ပြီးတော့ဒီအတုံးရဲ့ site အတုံးကိုဘယ်မှာထားမလဲပေါ့နော်ဒီအလယ်မှာထားမယ်ဆိုရင်ကိုထားချင်တဲ့နေရာမှာ grid ချက်ထားလိုက်ဒါဆိုဒီလို set shape ပုံစံလေးပေါ်လာမှာနော်ဒါကတတ်မှတ်ခဲ့တဲ့2ဆိုတာဒီကနေဒီချီကိုပြောတာပေါ့နော်ဒီ break line ဆက်မှာကိုမှတုံးတဲ့အခါကျရင်ဒီခုဒီထားမှာကြတော့ဒီ dimension style ကိုသွားလိုက်ပေါ့နော်current တင်ထားတဲ့ dimension style ကို modify နဲ့ဝင်ကြည့်လိုက်မယ်သူရဲ့ဒီ fit out က overall scale ကလေ1ပဲဖြစ်နေရမှာပေါ့နော်သူကအစချက်ထားတာမဖြစ်ဘူး1ပဲဖြစ်ရမယ်တကယ်လို့အဲ့ဒီမှာ5ဖြစ်နေတယ်ဆိုရင်ခုနကထားခဲ့တဲ့2ရဲ့5ဆပေါ့နော်အတွန်း site က5ဆကြီးသွားလိမ့်မယ်ပေါ့နော်အဲဒီညမှာ1ပဲဖြစ်ရမှာနော်G Brother Engineering Training Center ကနေတက်ရောက်လို့ရမယ် online တန်းခွင့်လေးတွေဖြစ်ပါတယ်ပေါ့နော်ဒီ online တန်းခွင့်လေးတွေကိုပုံစံ3မျိုးနဲ့တက်ရောက်လို့ရတယ်ပေါ့နော်ပုံစံ1ကကြတော့ဒီ 32GB memory stick နဲ့အိမ်ရောက် delete app ပေးတာပေါ့နော်နောက်ထပ်ပုံစံ2ကကြတော့ Google Drive ကနေသင်ခန်းစာတွေကို download ဆွဲပြီးတော့လေ့လာမယ်ပေါ့နော်ပုံစံ3ကကြတော့ Zoom နဲ့1 by 1တက်ရောက်လို့ရတဲ့ပုံစံမျိုးပေါ့နော်ပုံစံတွေကတော့ဒီအပြင်တန်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့အသေးစိတ်ထပ်ပြီးတော့ဒီတန်းခွင့်တွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်ထပ်ပြီးတော့သိရှိလိုတာရှိပါကဒီ chat box ဒါမှမဟုတ်အခုပြထားတဲ့ဒီဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့စုံစမ်းနိုင်တယ်ပေါ့နော်